ပြဿနာတက်လေးမှာပဲနေပြီးတော့ပျော်ကြရှင်ပျော်လိုက်တယ်အဲ့လိုအတိမတ်ဖြစ်ကြရှင်အတိမတ်ဖြစ်ကျေးဇူးတင်ကြရှင်ကျေးဇူးတင်လိုက်တယ်ပေါ့အဲ့လိုပဲနေပါပရိသတ်တွေအကုန်လုံးကတော့တကယ်အေးတယ်နော်ခေါ်လိုက်အောင်တိုက်ကလည်းအေးပြီးတော့တကယ်ဒါရုံးလာတာဟိုဘယ်လိုရမလဲရုံးနဲ့ပတ်တိုင်တော်တော်လေးလိုလိုက်မယ်ဆိုတဲ့ပုံစံလေးလည်းတွေ့ရတယ်အဲ့လောက်တောင်လားသူကထင်ရအော်ဒါပရိသတ်တွေကိုလည်းနှစ်ယောက်လုံးကချစ်ကြတဲ့အပေါ်မှာရောဒါဘယ်တော့မှဖြစ်ရုံးကိုချစ်တယ်လို့ဒါသူ့ရဲ့ပရိသတ်တွေကလည်းရုံးကိုချစ်တယ်ရုံးရဲ့ပရိသတ်တွေလည်းသူ့ကိုချစ်တဲ့အပေါ်မှာပေါ့ဒါပြောပြပါကျေးဇူးတင်ပါတယ်ပျော်ရပါတယ်ရုံတော့လည်းပြောဖြစ်ပါတယ်အော်မထင်ထားဘူးပေါ့ပျော်ကြပါတယ်သူဟောကိုဘယ်လောက်ထိနားလည်လို့ပေးနိုင်လဲတူတူပဲလေသူလည်းနုပညာရှင်ပဲဆိုတော့တချို့အရာတွေမှာဆိုရင်လေမိန်းကလေးတာစိုးကြတယ်ပေါ့နော်ဒါယောက်ျားလေးတာတချို့တွေကြတော့လေဒါအလိုက်မသိရလေးရှိတယ်ဆိုတော့သူနဲ့ပတ်သက်ရင်ရောဘယ်လိုလေးရှိလဲအဲ့လိုအဆင်ပြေကြပါပျော်ပါတယ်တော်ပါပဲအဲ့တော့ caption တွေမှာကြတော့ပေါ့နော်ဒါတက်တာတွေလေးတွေ့ရဆိုတော့လေမင်္ဂလာသတင်းနီးပြီလို့ပြောတာအဲ့ဒါဟုတ်လားဘယ်သူတွေပြောရလဲမသိဘူးညတို့တော့တွေ့လို့ရှိရင်အဲ့လိုမျိုးဝေးနေကြတယ်ရိုးအိမ်ထောင်ကျူတော့မှာဆိုလက်ထပ်တော့မှာဆိုအဲ့လိုမျိုးပဲဟုတ်ပါဘူးလိုပါသေးတယ်ပေါ့ဟုတ်တယ်အဲ့ဒါဒီတိုင်းပဲဟိုစိတ်ဝင်စားမှုလိုချင်တဲ့page တွေကရေးတင်တဲ့စာတွေပါဟုတ်အဲ့မင်းကဘလောက်တော့စိတ်တူကိုယ်တူဖြစ်တယ်ဒါတော်တော်ကြီးပါဆော့ရလဲတွေ့ရတယ်ဆိုတော့လေဒီလိုပါပဲပြောရတော့ခက်ပါဘလောက်လဲဆိုတော့အတိုင်းတောင်ပြောလို့မရဘူးဒါတချို့ကြလဲဒါကမလေးဒါအခုခေတ်မှာတက်တော်ကြီးပါဆော့တာအကောင်လေးတွေကလိုက်ပြီးတော့ဒါမဆော့ရတာမှမဟုတ်ရှင့်ဒါရုံးလို့ကြတော့အမြဲအတွဲညီညီလေးတွေ့နေရတော့လေသူနဲ့ကိုလည်းစိတ်ချင်းဘလောက်ဒီစက်တယ်ပြောတာပါဆန်ဘလောက်အတွဲညီရလို့ပြောရမယ်နှစ်ယောက်သားရမပြောတတ်ဘူးပြောရင်မှာဆိုလို့ဟုတ်ကဲ့ပါအဲ့တော့ဒါဟိုပြိသက်တွေကလည်းဒါချစ်ပေးကြတဲ့ပုံမှာရောဒါယူလိုလေးပြောချင်တယ်ပေါ့အော်အမြဲဒီစိတ်ထဲမှာရှိပါတယ်ရောတခါတော့ပဲချစ်ဖို့အဲ့လိုငငယ်ကပဲချစ်ဖို့အဲ့လိုမျိုးပေါ့နော်ချွတ်ပြောငငယ်ကချစ်စားလေကြီးလာမချစ်တော့ဘူးကြီးလာမချစ်တော့လေရကျေးဇူးတင်တယ်ဘာမှဖြစ်ဘူးတခါတော့ချစ်ဖို့ပဲဆိုရင်လည်းကျေးဇူးတင်တယ်ပေါ့နော်ဟိုလူတိုင်းကတော့ငငယ်တော့ခလေးဘွားတော့အကုန်လုံးကိုချစ်ဖို့ကောင်းကြပဲလေဆိုတော့အဲ့ပေါ်မှာဘယ်လိုမှတဘောမထားဘူးဒီတော့တခါတော့ပဲချစ်ဖို့ပဲပြိသက်ပဲဖြစ်အကုန်လုံးရင်းထဲမှာအမြင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါယူပြိသက်တွေလည်းဒါနှုတ်ဆက်နေမှာနော်ဒါစိတ်နှံတော့တွေ့လေဒါနှစ်လောက်ဒါယူပြောပြပါဦးဟုတ်ကဲ့ဒီစိတ်နှံတော့ဒီ12နှစ်ပြည့်ဒီဆိုင်ခွဲလေးရဲ့promotion ပွဲမှာပြိသက်တွေနဲ့ပြန်ဆုံတွေ့ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဝမ်းလဲဝမ်းသာပါတယ်အခုဒီစိတ်နှံတော်ကလည်းဒီကပိုင်းကမုံပွဲဆိုင်ခွဲလေးကို12နှစ်ပြည့်အတွက်ဆိုပြီးတော့မှဒီစိတ်နယ်တွေ25% discount ထည့်အောင်ချပေးထားတာဖြစ်တဲ့အတွက်ဒီလိုစိန်စုမဲ့ရန်နာဆွချင်တယ်ဆိုရင်ကြားခဲ့ဖို့တဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါပြီးတော့လည်းပြောဆိုဖြစ်တော့ရပါလားအော်ရောရွေးရတမလားကွာကွာ过来吧。